စာရေးသူဆရာကြီးကလောင်အမီထက်တရကုသိုလ်ယူရေးသားပေးထားပါတော့ယုံကြည်မှုနဲ့သုံးဆွဲကြည်တဲ့လေပြည့်လင်ငန်းယောဂအတွက်စေးစွမ်းကောင်းတလက်လို့မြည်ရတဲ့ကျမ်းမာရေးစေလက်ဆောင်လေးပဲဖြစ်ပါတယ်လေပြည့်ချင်းကယခုခေတ်အခါမှာခေတ်စားတဲ့စူပါစတာယောဂဖြစ်လို့နေပါပြီအရင်ကအကြောင်းကတော့စီဂျိုနှလုံးတွေးတို့မှစားတဲ့ဖွဲ့စည်းတဲ့အစာအာဟာရများအလွန်ကျွံစားခြင်းအချိန်မတော်ကာလမတော်ရေချိုးခြင်းပန်းကောင်းလေအေးဇက်များနဲ့အိပ်ဆက်ခြင်းဖြင့်တွေးကြောလေကြောတွေပိတ်ဆို့ပြီးဒီယောဂဖြစ်ခြင်းဖြစ်ပါတယ်။အဲဒီယောဂဖြစ်ပြီးဆိုတာနဲ့စိတ်ပိုင်းရုပ်ပိုင်းနှမျိုးလုံးကိုဒုက္ခရောက်စေပါတယ်။တချို့မျက်စိနဲ့ပါးစပ်ရွယ်ဆောင်သွားခြင်းလက်ခြေထောက်များတွေးလောင်းကြပြီးတော့တရွေ့ဆွဲနေခြင်းစသဖြင့်ဥတီချက်မမှန်ရမ်းခါနေတတ်ပါတယ်။တချို့ကတော့အိယာကတော့မထားနိုင်တော့ပါအစားတော့ကစပြီးတော့တခြားကိစ္စရဲ့အလုံးသူတစ်ပါးကိုသာအကိုရပါတော့တယ်အဲဒီခါကာယကံရှင်သည်၎င်းမိသားစုဝင်များသည်၎င်းငွေကြေးမှစလို့နေထိုင်မှုလူမှုရေးများပါထိခိုက်ကုန်တော့တယ်ခန္ဓာကိုယ်တည်ဆောက်မှုမှာဝမ်းသာခြင်းနဲ့ဝမ်းနည်းမှုခံစားတဲ့အာယုံကြောများကိုလေးဖြတ်ခြင်းဖြင့်ထိခိုက်စေသည်ဖြစ်ရာတချို့မှာဝမ်းမတနေမျက်ရည်များကျတတ်တဲ့ကဲ့သို့တချို့မှာတော့တဝဝတဟာဟာနဲ့ရီမောနေတတ်ပါတယ်ဤဒီမှာရီကြောနဲ့ငိုကြောဆိုင်တဲ့ဟာရယနှလုံးကိုထိခိုက်လို့ဖြစ်ပါတယ်ဝမ်းမတနေငိုယိုသူကများပြီးတော့ရီမောတဲ့သူကနေပါတယ်တစ်ထောင်မှာတစ်ယောက်ရှိခဲ့တယ်စာရေးသူဟာအဲ့ဒီငိုကြောထိသူကို၎င်းရီကြောထိသူကို၎င်းလေဖြတ်သူနှစ်ဦးစလုံးကိုတွေ့ခဲ့ပူပါတယ်တဦးကလူကိုတွေ့ပြီးဆိုရင်မျက်ရည်ဖြန်းဖြန်းကြတယ်တဦးကတော့ဂလီထိုးတဲ့ကဲ့သို့တဟဟနဲ့အော်ရည်နေတတ်ပါတယ်နှစ်ဦးစလုံးကဂုံတိတ်ခါရှိသောအမျိုးသားကြီးများဖြစ်ပါတယ်နာမည်ကိုတော့မဖော်ပြခြင်းတော့ပါအခုချိန်မှလည်းကွယ်လွန်သွားကြပြီဖြစ်ပါတယ်လေဖြတ်တဲ့ယောဂကိုကာကွယ်တဲ့အရှိတိုင်းနောက်တိုင်းဆေးများရက်တလိကြာဘူးနာဝဆေးမီတို့များကိုမျိုးစုံအောင်ကြာဘူးနာဝရှိပြီးတော့သုံးဆွဲကြဘူးပေးလိမ့်မယ်သို့တော့ကံမီယဆန်တဲ့လေဖြတ်လင်ငန်းယောဂကိုကာကွယ်တည်တာမဟုတ်ဖြစ်ပွားပေါ်ပေါချင်းအောင်မရှိနိုင်တဲ့ဒီဆေးနီကိုသုံးဆွဲကြည့်ရန်အတွက်အထူးတိုက်တွန်းပြီးရေးသားခြင်းပါတယ်အဝင်မစိုးတဲ့ပြင်အကျိုးရှိသေးမှဖြစ်လို့အထူးယုံကြည်မှုရှိသေးခြင်းပါတယ်တိဘာသာရေးမှာ၎င်းနှစ်လူချင်းချင်းပေါင်းသင်းဆက်ဆံရမှာ၎င်းသုံးယောဂကုတဲ့တမားတော်နဲ့စေဝါပေါ်မှာ၎င်းယုံကြည်မှုရှိမှသာပြေးဝတဲ့အကျိုးတရားများကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်ပြုလုပ်ဆောင်ရွက်ရမှာကတော့တလရဲ့လာပြည့်နေ့မနက်6နာရီမှ12နာရီတွင်ဘဲဥတလုံးကိုပြုတ်ပြီးတော့တကြားတစွန်းနဲ့စားရမှာဖြစ်ပါတယ်12နာရီကျော်ပါကမစားရပါထိုကဲ့သို့စားသုံးခြင်းကလာပြည့်နေ့တစ်ကြိမ်သာဖြစ်ပြီးတော့နောက်ထပ်လာပြည့်တဲ့လာတိုင်းထိုကဲ့သို့စားသုံးသွားခြင်းဖြင့်6လပြည့်ပြီဆိုရင်စေးစားသုံးမှုပြီးဆုံးပြီဖြစ်ပါတယ်ဆက်လက်ပြီးတော့စားသုံးခြင်းနဲ့ဆိုရင်လည်းကာယကံရှင်ရဲ့စန္ဒတိုင်းသာဖြစ်တယ်ယုံကြည်စွာစားသုံးမယ်ဆိုရင်ယောဂဖြစ်ခြင်းမှကင်းဝေးမှာဖြစ်ပြီးမယုံမကြည်နဲ့စမ်းသပ်စားသုံးနေဆိုရင်လည်းဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့အရသာရှိတဲ့စားသုံးပွဲတစ်ခုဖြစ်ပါတယ်စီးကြိုအခန်းရှိလို့ဒီဆေးကိုစားသုံးခြင်းတော့လဲမဝင်မရဲဖြစ်နေပါကအဲ့ဒီဆေးနီးကိုစားသုံးပြီးတဲ့နောက်တိဩဇာညွင့်ဆေးရွက်15ရွက်ခန့်ရေဆေးတန့်စင်လို့မခွက်တစ်ခွက်စာရေနွေးနဲ့စိမ့်ပြီးတော့တောက်ခြင်းဖြစ်၎င်းနှစ်ရှမ်းပြည်နယ်ကထွက်တဲ့ရာခွင်ဥတလုံးကိုစားပေးခြင်းဖြစ်၎င်းသုံးမိမိသုံးဆွဲနေကြစီးကြိုကြဆေးကိုတောက်ခြင်းဖြစ်၎င်းစီးကြိုတက်တဲ့အန္တရာယ်ကိုကာကွယ်နိုင်ပါတယ်စာဖတ်သူများသုံးဆွဲကြည့်ပါရန်နဲ့သုံးဆွဲသူပေါင်းလေးဖြတ်တဲ့ဘေးမှကင်းဝေးကြပါရန်မေတ္တာရည်တန်လျက်ဟုတ်ကဲ့နားဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့စာရေးသူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးဘုဒ္ဓတာရှာဖွေရတော့ကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေးလူကြီးဘိုးဘွားမိဘဘိန်းတော်သမားတော်ကြီးများရေးသားပြုစုထားရစ်ပေးခဲ့ပါတော့ကျမ်းမာရေးစိတ်လက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ